ကျွန်တော်ကျင်ညာမှာပဲပေါ့နော်တည်သွားတဲ့ဖွဲ့တွေလည်းရှိတယ်လို့ပါဝင်ဖို့တက်လည်းပေါ့နော်ဆန္ဒရှိတယ်ဆိုတာပြောလာတာရှိပါတယ်ပေါ့နော်ဒီအစီအစဉ်ကလည်းကျွန်တော်တို့ရဲ့ရေးဆွဲထားတဲ့ဖွဲ့စည်းပုံနဲ့ဒီအခြေခံမူတွေကိုပေါ့နော်ကျွန်တော်ပြန်မိတ်ဆက်ပေးမယ်သူတို့တွေရဲ့ဒီစုဖွဲ့မှုအခြေအနေနဲ့ပေါ့နော်ဒီအာဘယ်လိုခေါ်မလဲနောက်ခံအခြေအနေတွေကိုလည်းပေါ့နော်ဒါကျွန်တော်တို့သိရှိအောင်လေ့လာပြီးမှပေါ့နော်တူပါဝင်နိုင်ဖို့အတွက်ပေါ့နော်ပိုကောင်းတဲ့စီရေး platform တစ်ခုရောက်တော့လည်းဖို့အတွက်ပေါ့နော်ကျွန်တော်တို့ခွန်အားတွေယူကြမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဆက်လက်ပြီးဖိတ်ခေါ်ဖို့လည်းမူရရှိတယ်လို့အဲ့ဒီလိုလည်းဆက်သွယ်နေကြတယ်အဲ့ဒီတော့လည်းကျွန်တော်တို့ဝမ်းသာပြီးမှပေါ့နော်ဆက်ပြီးမှပေါ့တွေ့ဆုံမှုတွေနဲ့ပေါ့နော်မကြခင်မှာအဖွဲ့ဝင်တည်တွေလည်းထပ်တိုးလာလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဗျဟုတ်ဟုတ်ကဲ့ကျွန်တော်တို့စီမံချက်တွေနဲ့ပတ်သက်တာတော့လေကျွန်တော်တို့လုပ်ဝက်ထားရမှာပေါ့နော်ကျွန်တော်တို့ရဲ့အတန်လုံးမှုကျွန်တော်တို့ရဲ့အာစူးစမ်းမှုတွေပုံမှန်မူတည်ပြီးမှပေါ့နော်တက်ရင်ပြီးမှအောင်ပွဲတွေကိုကျွန်တော်တို့လုပ်ရမှာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့ဒါတော့နားလည်ပေးပါပေါ့နော်ဒါပေမဲ့အားလုံးကိုမြင်အောင်လို့ရတာကတော့နံပါတ်1ကတော့ကျွန်တော်တို့ရဲ့စုဖွဲ့မှုချိတ်ဆက်မှုကပေါ့နော်ဒါပိုကောင်းလာမှာပေါ့နော် new online တစ်ခုကတော့ကျွန်တော်တို့အချင်းချင်းချိတ်ဆက်မိသွားပြီဆိုရင်ဒီနောက်ပိုင်းပေါ့နော်တစ်တုံညာနိခုလိုမျိုးစင်ရေးပဲဖြစ်ပေါ့နော်ဒါဘို့ NUG ဘက်ကလှုပ်ချင်တဲ့စီမံချက်တွေပဲဖြစ်ပေါ့နော်ဒီဟာတွေကိုကျွန်တော်တို့အတူတူပူးပေါင်းဆောင်ရွက်ရတာကအလင်းမြန်ပေါ့နော်ဒါပြီးသွားလိမ့်မယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့တချင်းကလည်းပေါ့နော်ဒါလိုအပ်တဲ့အစီလက်နဲ့အကူအညီတွေပဲဖြစ်ပေါ့နော်ဒါတယောက်နဲ့တယောက်ပြန်လာကူညီလို့ရသွားပြီပေါ့နော်သူတပိထောက်ဖို့လမ်းကြောင်းတွေကလည်းဒါကျွန်တော်တို့ပို့ပြီးမှပေါ့နော်ဒီချစ်ဆက်မိသွားပါလိမ့်မယ်ပေါ့နော်ဆိုတော့ဒါတွေကတိတ်ဆိတ်ဖြစ်ပြီးမှပေါ့နော်ကျွန်တော်တို့ဘက်ကလည်းပေါ့နော်စီမံချက်တွေကိုကျွန်တော်တို့တင်ပြကြပါလိမ့်မယ်ပေါ့နော်တင်ပြကြပြီးမှကျွန်တော်တို့ရဲ့စီမံချက်တွေရဲ့ပြစ်မှတ်တွေကိုတော့အားလုံးတူတူပါဝင်မဲ့စီမံချက်တွေကိုကျွန်တော်တို့တူတူဝိုင်းမှုမဆောင်ရွက်တော့မှာဖြစ်လို့ပေါ့နော်ကျွန်တော်ဆောင်ရွက်တဲ့စီမံချက်မှာလည်း NGO တာတွေနော် ERO တွေတချို့ရဲ့ပါဝင်မှုကိုလည်းပေါ့နော်ဒါကျွန်တော်ရှင်းရှင်းလင်းဖြစ်သွားပြီးမှတထက်ဝင်ပေါ့နော်ပိုထိရောက်တဲ့စီရေးတွေကိုကျွန်တော်တို့လှုပ်ဆောင်သွားနိုင်မယ်လို့တော့ပြောလို့ရပါတယ်ဗျဟုတ်